ထိုကိုရေးမယ်ဆိုလို့ရှိရင်အမျိုးဆုံးအနေနဲ့ကိုတိတ်တိတ်လေးနှစ်ခုချမယ်ပြီးတော့ဒီလိုမျိုးပေါ့နော်ထောနางโมโทထောนางโมโทရမယ်နော်ကဲနောက်ထပ်တစ်လုံးကထောผู้เฒ่าထောผู้เฒ่าผู้เฒ่าထောတူလဲပဲထောပဲနော်ဒီနှလုံးလုံးကထောချင်းတူတယ်နော်တွေ့လို့ထားဆက်ထူရေးချထောရမယ်နော်ผู้เฒ่าผู้เฒ่าพาวโทช้างแม่อากาศมีผู้นะတွေ့လို့ထားဆက်ထူရေးချငါตาอากาศมีเฒ่าว่าจะในไรไหมผู้เฒ่าผู้เฒ่าဆိုတာလေးလူကြီးပေါ့နော်ဥပမာရွာလူကြီးတို့အမျိုးကိုထက်အသက်အကြီးတို့အဖိုးအိုလိုမျိုးပေါ့နော်လူကြီးဒါမှမဟုတ်အဖိုးအိုပေါ့နော်အဖိုးအိုသုံးနေရတယ်မဲ့အဖိုးအိုဒါမှမဟုတ်ရင်လူကြီးပေါ့နော်ผู้เฒ่าผู้เฒ่าဒီရဲ့အတန်ကထောအတူတူပဲเนาะထောผู้เฒ่าရဲ့ရေးပုံကြတော့သူ့ကိုအရေးဦးဆုံးအနေနဲ့ဘာနဲ့တူလဲဆိုရင်တောတောင်နဲ့တူတယ်เนาะတောတောင်လို့ရေးမယ်ပြီးတော့အထဲကိုဝိုင်းမယ်ပြန်တင်မယ်นะคะတောတောင်လို့ရေးမယ်ဝိုင်းမယ်အပေါ်ပြန်တက်မယ်โอ้ยရမယ်เนาะသူကထောကဲဘီးရဲ့အတန်ကိုပဲကြည့်မယ်မို့နော်ဘီးရဲ့အတန်ကိုကြည့်မယ်ဆိုလို့ရှိရင်စောရမယ်เนาะပထမတစ်လုံးနေနဲ့စောဒုတိယတစ်လုံးကျတော့ချောတတိယတစ်လုံးကျတော့ယောနောက်ထပ်တစ်လုံးကနောက်ထပ်နှလုံးကထောအတန်တူတူပဲကိုကနတ်သမီးကိုရေးတော့မယ်ဆိုရင်ဒီထောကိုတောင်းရတယ်လူကြီးလူအိုကိုရေးတော့မယ်ဆိုရင်ဒီထောကိုတောင်းရတယ်เนาะခြုံဘုတ်ကိုရေးတော့မှဆိုလဲဒီချောကိုတုံးရတယ်ဟုတ်ပြီနော်ရမယ်နော်ဆိုတော့စောဆိုးဆိုတာတန်ကြိုးချောချေခြုံဘုတ်ယောหญิงဆိုရင်မိန်းကလေးပေါ့နော်ထောနางโมโทနာတမီနောက်တစ်လုံးကတော့ထောผู้เฒ่าလူကြီးလူအိုဒါမှမဟုတ်အဖိုးအိုပေါ့နော်အဲ့လိုမျိုးတောင်းလို့ရတယ်ပေါ့နော်ကဲဆိုတော့အားလုံးပဲစစ်ပြင်မယ်လို့လည်းအရင်မျှော်လေးပါတယ်ဒီလိုနားမလိုက်ရရှိရင်လည်းအရင်ကိုမေးလို့ရတယ်နော်အဲ့ဒါထပ်ပြီးပုံမှန်အတိုင်းပေါ့နော်အဲ့ဒါကတော့ဒီတလုံးကိုဆောင်းကြောင်းနိုင်ကြောင်းပေါ့နော်လောက်ရပါတယ်အရင်ဆုံးအနေနဲ့အရင်ကြားတော့ပေါ့နော်ဘီးကိုပဲအာယုံဆိုင်စေချင်တယ်ဘီးကိုပေါ့နော်ကိုကဘယ်လိုလေ့လာရမယ်ဆိုရင်ကိုမှအချိန်ရှိတယ်ဆိုရင်ဒီဘီးတစ်လုံးကိုချရေးစာမှာချရေးမမိအောင်အဲ့လိုရေးလဲရေးကြက်လဲကြက်ပါနော်ဥပမာဒီတစ်လုံးကိုရေးတော့မယ်ဆိုလို့ရှိရင်စောဆိုးပါးစပ်နေလဲဆိုမယ်လျာနေလဲရေးမယ်အဲ့လိုမျိုးဆိုလို့ရှိရင်ပို့ပြီးတော့မမိလွယ်တယ်ပေါ့နော်ရမယ်နော်ကဲအားလုံးပဲစစ်တည်ကြပါစေနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ရှင်ဘိုင်ဘိုင်